ခုံများကိုဖျက်ဆီးခြင်းမိထားတန်လန်းများကိုဖျက်ဆီးခြင်းသမဝိုင်မှဂိုတောင်များကိုမိရှုဖျက်ဆီးခြင်းဓာတ်စီပတ်များနဲ့တယ်လီဖုန်းတိုင်များကိုတွန်းလှဲဖျက်ဆီးခြင်းပြည်သူ့ကောင်စီရုံးများသမဝိုင်မှဆိုင်များအားမိရှုဖျက်ဆီးခြင်းစတဲ့မင်းမဲ့စိတ်ဆန်းတဲ့အချမ်းဖက်ဖျက်ဆီးမှုများဟာမြို့နယ်အသီးသီးနဲ့လမ်းမအသီးသီးမှာဖြစ်ပေါ်ခဲ့ရပါတယ်ရန်ကုန်မြို့တော်အတွင်းမှာသာမကတခြားပြည်နယ်တိုင်းတွေရှိမြို့နယ်များမှာပါအုံကြွဆန္ဒပြခြင်းစူပူအကြမ်းဖက်ခြင်းလမ်းပိတ်ဆို့ခြင်းလူရဲဖျက်ဆီးခြင်းစတဲ့မင်းမဲ့စရိုက်များကိုနောက်ကွယ်မှသွေးထိုးပေးသမျှစင်ကန်းတော်တို့ပြုလုပ်နေကြတဲ့အတွက်ဘာသာရေးအဖွဲ့အစည်းအသီးသီးဖြစ်တဲ့နိုင်ငံတော်တန်ခါမာနကဆရာတော်ကြီးများခရိယန်သာသနာရေးခေါင်းဆောင်များဟိန္ဒူသာသနာရေးခေါင်းဆောင်များနဲ့အစ္စလမ်ဘာသာရေးခေါင်းဆောင်များကလည်းတိုင်းသူပြည်သားရဟန်းရှင်လူများအနေနဲ့တရားဥပဒေဘောင်အတွင်းမှာသာအေးချမ်းစွာနေထိုင်ကြဖို့မေတ္တာရပ်ခံခဲ့ပါတယ်ဒါအပြင်ထိုစဉ်ကနိုင်ငံတော်ဝန်ကြီးချုပ်ကလည်းပြည်သူများကိုမေတ္တာရပ်ခံခဲ့ပါတယ်ဆက်လက်ပြီးကာကွယ်ဦးစီးချုပ်အနေနဲ့လည်းပြည်သူအပေါင်းအတပ်မတော်နဲ့အတူဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်သွားကြဖို့တိုက်တွန်းတင်ပြသွားပါတယ်ဒါပေမဲ့နိုင်ငံတော်အတွင်းမင်းမယ်စဲများလွှမ်းမိုးလာပြီးတော့အမျိုးမျိုးသောအခြေအနေဆိုးများနဲ့ကောလာလာများတိုးပွားဖြစ်ပေါ်လာုံသာမကမြေရောက်လှုပ်ရှားသူများရဲ့စိတ်ဝင်ထိုးဖောက်မှုကြောင့်ပါတီစုံဒီမိုကရေစီရရှိရေးနဲ့လမ်းစဉ်ပါတီဥက္ကဋ္ဌထွက်ပေးရေးကိုသာကြဲကြဲလောင်လောင်တောင်းဆိုနေကြပါတယ်1988ခုနှစ်ဩဂုတ်လ12ရက်နေ့မှာလမ်းစဉ်ပါတီဥက္ကဋ္ဌဟာနိုင်ငံတော်ကောင်စီဥက္ကဋ္ဌနိုင်ငံတော်သမ္မတနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တာဝန်များအပြင်ပါတီဥက္ကဋ္ဌတာဝန်နဲ့ဗဟိုကော်မတီတာဝန်များကနေနှုတ်ထွက်ပေးခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲစုတ်တာအကျိန်ပြည်သူ့လွှတ်တော်ရေးပေါ်စည်းဝေးနဲ့ပါတီဗဟိုကော်မတီစည်းဝေးတို့ကိုကျင်းပဖို့ခေါ်ယူခဲ့ပါတယ်1988ခုနှစ်ဩဂုတ်လ19ရက်နေ့မနေ့7:00 နာရီခွဲမှာလမ်းစဉ်ပါတီ17ကြိမ်မြောက်အစည်းအဝေးခေါ်ယူကျင်းပပြီးတော့ဥက္ကဋ္ဌအသစ်ကိုရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။အဲ့ဒီနေ့မနေ့10:15မိနစ်မှာကျင်းပပြုလုပ်တဲ့စုတ်ထအကျိန်ပြည်သူ့လွှတ်တော်စည်းဝေးကပါတီဥက္ကဋ္ဌအသစ်ကိုနိုင်ငံတော်ကောင်စီဥက္ကဋ္ဌနဲ့နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်လိုက်ပါတယ်။တစ်ဆက်တည်းမှာပဲနိုင်ငံတော်ကောင်စီကပြည်သူ့စန္ဒလေ့လာစုံစမ်းရေးကော်မရှင်ကိုဖွဲ့စည်းတာဝန်ပေးရပြီးတော့ပြည်သူ့စန္ဒလေ့လာဖို့စီစဉ်ပါတယ်။ဒါပေမဲ့ဘာကိုမှလက်ခံယုံကြည်မှုမရှိကြဘဲနဲ့ထင်ရကိုသာစိုင်းညင်ကြတော့တဲ့ဆန္ဒပြသူလူတို့ကြီးဟာပြည်သူ့ဆန္ဒလေ့လာစုံစမ်းရေးကော်မရှင်ကိုလည်းလက်မခံတော့ဘဲကြားပြဆိုးရဖွဲ့စည်းပေးရေးကိုသာကြွေးကြော်တောင်းဆိုနေကြပြီးတော့နိုင်ငံတော်အာဏာရယူနိုင်ရေးအတွက်အထူးတပိတ်တွေကိုဇက်တိုက်ဖန်တီးအကြက်ကင်လာကြပြန်ပါတယ်နိုင်ငံတော်အာဏာရယူရေးအတွက်ကြိုးကင်လှုပ်ရှားသူများရဲ့နောက်ကွယ်မှသွေးထိုးလှုပ်ဆောင်မှုများကြောင့်တမတော်နဲ့ပြည်သူများအကြားအထင်မြင်လွဲမှားစေရန်လှုပ်ကြံဝါဒဖြတ်မှုများဟာလည်းနေ့စဉ်ရက်ဆက်ဆိုသလိုကြီးထွားပြန့်နှံ့လာနေပြီဖြစ်ပါတယ်ပြည်သူပိုင်ပစ္စည်းပြည်သူ့ဘဏ္ဍာတွေကိုလည်းတိုးမြင့်ဖျက်ဆီးလာခဲ့ကြရမှာအခွင့်အရေးဆောင်ဆိုင်နေကြတဲ့လူရဲ့ယူငင်လူသူများက
ပြည်သူ့ပိုင်ကုန်လောင်ရင်တွေကိုဖောက်ထွင်းဝင်ရောက်ယူငင်သွားကြလို့လဲပြည်သူ့ပိုင်ပစ္စည်းအမြောက်အများဆုံးရှုံးခဲ့ကြရပါတယ်ကျန်းဖက်လူရဲ့သူတွေဟာစက်ရုံအလုပ်ရုံအတွင်းကပစ္စည်းများကိုလူရဲ့ယူငင်သွားကြရုံများနဲ့အားမရနိုင်အတော်မတနိုင်ပဲနဲ့စက်ရုံအလုပ်ရုံတွေကိုအကြောင်းမဲ့တက်တက်ဖျက်ဆီးသွားခဲ့ကြလို့စက်ရုံအလုပ်ရုံတော်တော်များများဟာရစရာမရှိအောင်လို့ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်မင်းမဲစရိုက်ဆန်းဆန်းထင်ရဆိုင်နေကြတဲ့မတမာသူအချမ်းဖက်သမားတွေဟာဥပဒေစိုးမိုးရေးမရှိတော့ဘူးဆိုပြီးတော့ထင်ရဆိုင်လိုက်ကြတာဟာတုတ်တန်ကအုတ်ဂူလေးတောင်ခွာယူတဲ့အထိအောက်တန်းကြတဲ့အလုပ်တွေကိုပြုလုပ်လာခဲ့ကြပါတယ်။ရင်ကျဲသိမ်မှုတဲ့မြန်မာနိုင်ငံကဆန္ဒပြမှုတွေပါလို့ပြောဝင်စရာရှိပါသေးရဲ့လား။ဒီလိုအခြေအနေမျိုးတွေဖြစ်ပျက်နေတာကိုတိုင်းပြည်ချစ်တဲ့သူနိုင်ငံချစ်တဲ့သူအမျိုးကိုချစ်တဲ့သူတောင်တိတတ်သူတွေအနေနဲ့လက်ပိုက်ကြည့်နေဖို့ကောသင့်ပါသေးရဲ့လားခင်ဗျာ။ကိုကျိုးရှာနိုင်ငံသားတူရဲ့ဗီဒီယိုတိတ်ခွေမှတ်တမ်းကတော့အမခန့်ရက်စက်မှုပြရုပ်ကြီးတစ်ခုလို့ဖြစ်နေပါတယ်။သို့တော်လည်းလူမဆန်းတဲ့ဒီဖြစ်ရများကမှမှတ်တမ်းတင်ခွင့်ရသွားတဲ့နိုင်ငံသားဗီဒီယိုသမားရဲ့ဗီဒီယိုပြကွယ်မြင်ကွင်းများဟာအထင်သာတွေ့မြင်နိုင်ကြတာမို့စိတ်မခိုင်သူများနဲ့နှလုံးရောဂါရှိသူများမိန်းမများနဲ့ကလေးငယ်များအနေနဲ့အခိုက်အတန့်များမကြည့်မိကြစေဖို့ကြိုတင်သတိပေးရပါတယ်။ဘာကာဘာတို့ရဲ့လုံနီးလုံဟန်ကိုတရုတ်အမှန်ထင်မှန်မှားပြီးတော့အမိုက်တရားခေါင်ခိုက်အဝစီဆိုင်လူသူတွေရဲ့အကြမ်းဖက်လုပ်ရများအတွက်ရိုးသားဖြူစင်တဲ့မြန်မာတို့ရဲ့နှလုံးသားဟာမညစ်နွမ်းစီအပ်ပါဘူးဟုတ်ပြီဒီကလေးအကောင်ဖတ်ကြကြတယ်နည်းနည်းဘေးပဲအောက်ကနည်းနည်းတွေ့ရတယ်ဒီပဲရောဒီလိုက်ပါဟုတ်ဆိုအောင်ပါပါဆိုအားဆုံးအခြေအနေများ